Hello, Lavina ပါဒီည Lavina က January ဒီ package လေးကိုဟောပေးမှာပေါ့နော်အဲ့ဒါကဘယ်လိုလူမျိုးတွေအတွက်ဟောပေးမလဲဆိုလို့ရှင်ဒီ17လပိုင်းထဲမှာမွေးတဲ့လူတွေအကုန်လုံးအတွက်အခုကနေစပြီးတော့6လအတွင်း January ချင်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုကြည့်ပေးမှာပေါ့နော်ဒီ17လပိုင်းမွေးတဲ့သူတွေအတွက်ပဲတည်တဲ့အဲ့လိုမျိုးဟောပေးမယ့်ဟာလေးပေါ့နော်နောက်လာကြလို့ရှိရင်တော့နောက်လာအတွက်နောက်လာမွေးတဲ့သူတွေအတွက်ထပ်လုပ်ပေးမယ်ပေါ့ကုတီလာတော့လောလောဆယ်ဒီ17လပိုင်းနိုဝင်ဘာလအတွက်ပဲအကြီးကအရင်လုပ်ပေးမှာပေါ့နော်ပြီးတော့လာမေးကြတယ်January ချင်းဆိုတာပါလဲဘယ်လိုတွေပါလဲပေါ့နော်အဲ့ဒီက package လေးတွေကဘာတွေပါလဲဆိုပြီးတော့လာမေးကြတဲ့သူတွေအတွက်ဒီမှာလာဗီနာကတခါတည်းဟောပြပြောပြပေးလိုက်မှာပေါ့နော်အဲ့ဒီက January ဒီ package ကိုစိတ်ဝင်စားတဲ့သူတွေနေနဲ့ဘာတွေပါလဲpackage ထဲမှာဘာတွေပြောပေးလဲဆိုတာကိုအကုန်လုံးပေါ့နော်ဒီညကြည့်ပေးရင်းနဲ့ပြောပြမှာဖြစ်ပါတယ်အဲ့ဒီအတွက် January ဒီ package ကဘယ်လိုဟာမျိုးလဲဆိုတာကိုလိုက်ကြည့်ပေးကြအောင်ပေါ့နော်လိုက်ကြည့်ပေးကြဖို့တော့ပြောချင်ပါတယ်ဆိုအရင်ဆုံး energy ချက်ကြမယ်ပေါ့နော် energy ချက်မယ်နိုဝင်ဘာလမှာမွေးတဲ့သူတွေရဲ့လက်ရှိဖြစ်နေတဲ့ energy ပေါ့နော်နိုဝင်ဘာလမွေးတဲ့သူတွေအတွက်ဆိုပေမဲ့ energy ကိုက်တဲ့သူတွေအတွက်ကတော့ပို့ပြီးတော့မှအဆင်ပြေမှာပေါ့နော်အဲကြောင့်လို့အရင်ဆုံးနိုဝင်ဘာလမွေးတဲ့သူတွေရဲ့လက်ရှိ current energy လေးကြည့်ပေးမယ်ပေါ့နော်ပဲမွေးတဲ့သူတွေနိုဝင်ဘာလမွေးတဲ့သူတွေအနေနဲ့ကလောလောဆယ်မှာပေါ့နော်ကိုခက်ခဲချိုးပန်းထားပြီးတော့မှကိုချိုးပန်းထားတဲ့အရာလေးတွေကအောင်မြင်မှုလေးရလာပြီးအောင်မြင်မှုလေးအစပြိုလာပြီးပြီးလို့ရှိရင်ကိုလုပ်ခဲ့တဲ့အရာတွေအတွက်ကောင်းတဲ့ဒီနေ့ပြန်ကြားရလာပြီပေါ့နော်အဲ့ဒီအတွက်ကိုလုပ်ခဲ့တဲ့အရာကိုချီးမွမ်းထောပနာပြုပေးတဲ့လူတွေလည်းရှိလာပြီပြီးတော့လောလောဆယ်ထဲမှာပေါ့နော်တိတ်ပြီးခက်ခဲလို့တော့မရှိဘူးဒီလထဲမှာပေါ့နော်အခုလက်ရှိ energy ထဲမှာအရန်လုံနေတဲ့ပြအရာတွေအရန်ခက်ခဲတယ်လို့မရှိဘူးစူးစမ်းထားတဲ့အရာတွေအချိန်တော်တန်တစ်ခုထိစူးစမ်းထားတဲ့အရာတွေကအခုချိန်မှာတဖြည်းဖြည်းနဲ့အောင်မြင်လာပြီးအောင်မြင်စားပြုလာပြီးကိုယ့်ရဲ့အောင်မြင်မှုကိုလည်းလူတွေကအတိမတ်ပြုလာပြီးပြီးနောက်ကလူတွေကလည်းကိုကြိုးပမ်းထားတဲ့ဟာတွေကိုအတိမတ်ပြုပြီးတော့ပြောပေးလာကြရပေါ့နော်ဝင်ပါလာ17လပိုင်းမှာမွေတဲ့သူတွေ6လအတွင်းဘလို့အပြောင်းလဲလေးတွေဘလို့အကြောင်းအရာလေးတွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုတစ်ချက်ဆက်ကြည့်ကြမယ်နော်Hierophant ကတ်လေးပေါ့နော်အဲ့ဒါကကြတော့ပမာလို့ပြောမယ်ဆိုရင်ဖုံးတော်ကြီးကတ်ဆိုတော့ကိုယ်တိုင်ကလေးစားလိုက်နိုင်ရတဲ့ဆရာသမားမိဘကြီးကျဲသူတွေရဲ့အကူအညီဆောက်ရှောက်တွေရမယ်ကူညီမှုတွေထောက်ပံ့မှုတွေရမယ်နောက်ကကြတော့ပစ္စည်းပြောက်တတ်တယ်ကိုယ့်ရဲ့ပစ္စည်းလေးတွေတခုခုခံရတတ်တယ်ပြီးတော့ပေါ့နော်တော့နဲ့ဆိုင်တဲ့အခက်ခဲလေးရှိတတ်တယ်ဥပမာကိုတော့ပျောက်သွားတာမျိုးလို့ဆက်ဖွင့်လို့မရတာမျိုးလို့ပေါ့နော်အဲ့လိုမျိုးအခက်ခဲလေးရှိတတ်တယ်ပြီးလို့ရှိရင်ဖုံးကြီးပုံတွေဘာသာရေးနဲ့ဆိုင်တဲ့ပုံတွေအိမ်ကိုအဲ့လိုမျိုးအမှတ်မထင်ပဲနဲ့ကိုယ့်စီကိုပေါ့နော်ရောက်လာတတ်တယ်တကယ်လို့ကိုကဆရာတယောက်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့တပည့်တွေကိုယ့်ရဲ့ငယ်သားတွေကိုပေါ့နော်ထိန်ချုံရခက်တဲ့ကိုယ်စကားကိုအမိတ်တွေကိုလိုက်မနာတာမျိုးတွေစကားနားမထောင်တာမျိုးလေးအဲ့လိုမျိုးလေးဖြစ်တတ်တယ်ပြီးတော့ရှိရင်ပညာအသစ်စီးပူးလေ့လာရမယ်တကယ်လို့ကိုတက်ရှင်တဲ့တင်တန်းတွေပါရှိရဆိုလို့ရှိရင်လည်း
တင်နှန်းအတစ်တွေတင်နှန်းတွေတက်ရမယ်ပြီးလို့ရှိရင်စုမဲတွေလည်းပေါက်တတ်တယ်ပေါ့နော်စုမဲတွေလည်းပေါက်တတ်တယ်တကယ်လို့ကန်ဆန်းချင်တယ်ဆိုလို့ရှိရင်တော့ထီထိုးလို့လည်းရပါတယ်ထီထိုးမယ်ဆိုလို့ရှိရင်တော့ငါးကနန်းနှစ်ကနန်းဆိုလို့ငါးကနန်းနှစ်ကနန်းနဲ့ဆိုင်နဲ့ပါတဲ့ကနန်းလေးတွေထိုးပေးတာကပို့ပြီးတော့မှကန်ချိုးပေးကန်ကောင်းတတ်တယ်ပေါ့နော်ဘာသာရေးနဲ့ဆိုင်တဲ့အလုပ်ကင်လေးတွေများများပို့လုပ်ပေးရမယ်ဥပမာဖះတရားပို့ဖိလုပ်ပေးရပေါ့နော်ဖះတရားဖိလုပ်ပေးရဘာသာရေးဆိုင်ရာကိုနဲ့တက်ဆိုင်ရာဘာသာရေးလေးတွေကိုပို့ပြီးတော့ဖိလုပ်ပေးတာကပို့အဆင်ပြေကန်ကောင်းလာပါမယ်ပေါ့နော်ကန်ကောင်းမယ်အောင်မြင်လာမယ့်နမိတ်မျိုးလို့လည်းတွေ့ရတယ်ကျမကြီးနဲ့အနေနဲ့ကကြတော့ပေါ့နော်ခေါင်းကိုက်တာတို့ခါပိုင်းအကျော်နဲ့ဆိုင်တာမျိုးလေးအိတ်မပျော်တာမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးအဲ့ဒီကျမကြီးဘက်ကိုတော့အဲ့ဒီဘက်ချမ်းလေးတွေကိုဂယူဆိုင်ပေးရမယ်အဲ့ဒီကျမကြီးအနည်းငယ်ညံ့တတာမို့လို့မိဘရဲ့ကျမကြီးကိုလည်းဂယူဆိုင်ပေးဖို့လိုတယ်မိုးကြီးပစ္စည်းတွေတော့ဝင်လာဖို့ရှိရပေါ့နော်တမိုးကြီးပစ္စည်းတွေဝင်လာဖို့ရှိရပြီးတော့လက်ရွှေမယ်လက်ပွင့်မယ်အဲ့လိုမျိုးတွေရှိမယ်အလုံးမှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အလုံးနဲ့ဆိုင်တဲ့နာမည်ကောင်းလေးတွေရမယ်ပေါ့နော်ဆရာသမားတွေရဲ့အကူအညီတွေရမယ်အိမ်တောင်တဲ့ဒီအနေတွေဆိုလို့ရှိရင်သာသမီရေနာထွန်ကားလာဖို့အတွက်တွေ့ရတယ်ရုတ်တရက်ကြီးပေါ့နော်ခရီးထွက်ရတာမျိုးလေးတွေကြုံရတတ်တယ်ပြီးနောက်တစ်ခုကကြတော့ဗာလဲဆိုရင်ငွေလိမ်ခံရတတ်တယ်ပေါ့နော်ငွေလိမ်ခံရတတ်တာမို့လို့ငွေကြီးနဲ့ပတ်သက်လို့ရှိရင်တော့တတိထားပို့ပြီးတော့မှတတိထားစီခြင်းတယ်ဒါတော့ကိုအမျိုးသမီးတယောက်ကကိုယ့်ရဲ့ဂုဏ်သိက္ခာညှိုးနွမ်းအောင်လို့ပုတ်ခတ်ပြောဆိုတာမျိုးတွေလှုပ်ဆောင်တာမျိုးလေးရှိတတ်တာမို့လို့တကယ်လို့မိမကိစ္စရှုပ်ထွေးတတ်တဲ့အမျိုးသားများဆိုလို့ရှိရင်တော့တတိထားဖို့လိုပါတယ်ပေါ့နော်ဒီခုကစပြီးနောက်6လအတွင်းမှာနေအိမ်ကိုအသက်နိုင်ဆုံးတန့်ရှင်းအောင်ထားပါတကယ်လို့နေအိမ်မတန့်ရှင်းဘူးဆိုလို့ရှိရင်တော့အထိုက်ခိုက်တွေကြုံရတတ်တယ်နေရာအနှံ့ခိုက်တွေကြုံရတတ်တယ်တကယ်လို့ကိုစိတ်ထဲမှာအတိုက်ခိုက်တွေကြုံနေရပြီတိုက်ခိုက်တွေကြုံနေရပြီအရင်အဆင်မပြေအမျိုးလေးကြုံနေပြီဆိုလို့ရှိရင်တော့အိမ်ရဲ့နေရာအနှံ့အပြားကိုပရိတ်ရည်လေးတွေဖြန့်ပေးဖို့လိုပါတယ်ကျိုးပေးတဲ့ကဏ္ဍလေးတွေကကြတော့ငါးကဏ္ဍတစ်ကဏ္ဍခွန်ကဏ္ဍနှစ်ကဏ္ဍအဲ့ဒီကဏ္ဍလေးတွေကကိုအချိုးပေးရမို့လို့အဲ့ဒီကဏ္ဍလေးတွေပါတဲ့နေနံမျိုးလေးတွေမှာပြီးလို့ရှိရင်ကင်ဆောင်ရွက်တာပို့အဆင်ပြေမယ်ပေါ့နော်နောက်တစ်ခါကျရံဘက်ကဏ္ဍကကြတော့4နဲ့8ကရံဘက်ကဏ္ဍဖြစ်တာမို့8ရဲ့4ရဲ့8ရဲ့အဲ့လိုနေမျိုးလေးတွေမှာကိုကကြီးမားမားလှုပ်ဆောင်မှုရှိရဆိုလို့ရှိရင်တော့အဲ့လိုနေမျိုးလေးတွေကိုရှောင်သိချင်ပါတယ်လူရွယ်တွေနေနဲ့အချစ်ရေးကကြတော့တိတ်ပြီးတော့မှပရိပခတွေဖြစ်မယ်ကွယ်နှစ်ယောက်ကြားမှာပရိပခတွေဖြစ်မယ်ဒါပေမဲ့လို့ကြားထဲကနေပြီးတော့ကိုယ့်ထက်ကြီးရင်းတဲ့သူတွေအဲ့လိုမျိုးကိုယ့်ရဲ့မိတ်ဆွေအမတွေအကိုတွေကနေပြီးတော့ကြားထဲကနေဝင်ပြီးဖြန့်ပြေးပေးတာမျိုးလေးရှိမှဖြစ်တဲ့အတွက်အချစ်ရင်းနေနေရတော့ရန်ဖြစ်မယ်အဆင်ပြေဖြစ်မယ်ကြောက်ကစားဖြစ်မယ်ဆိုရင်တော့မှနှစ်ယောက်သားပြန်အဆင်ပြေအောင်လို့ကြားထဲကနေပြီးတော့ဖြန့်ပြေးပေးတဲ့သူရှိမှမို့လို့အချစ်ရင်းနေနေကတော့ပြတ်တာတောက်တာအရင်စိတ်ညစ်စရာကောင်းရတော့အထိအဆင်မပြေတာမျိုးလေးတွေတော့ဖြစ်ဖို့မရှိပါဘူးရှင်ဒါဆိုရင်တော့ Lavina ရဲ့ general reading လေးကိုဒီညလေးမှာပဲရလိုက်ပါတော့မယ်ကြည့်ရှုပေးကြတဲ့အရောက်ကြီးစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်